အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြပေးသွားမယ့်ဝတ္ထုလေးကတော့စာရေးဆရာလင်ကွန်းခိုးခေါ်ရေးတားထားတဲ့နှက်ဖျားတို့ဤလက်နက်အမည်ရတဲ့ဝတ္ထုတို့တစ်ပုဒ်ပဲဖြစ်ပါတယ်ဥပဒေအရာအပြစ်ပေးလို့မရတဲ့လူလိမ်တစ်ယောက်ကိုပညာရှိတစ်ယောက်ကတဘာဝတရားကိုအသုံးပြုပြီးစိတ်သက်ရေးရာကိုထောင်ဖမ်းတရားစီရင်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်နှက်ဖျားတို့ဤလက်နက်မူရင်းရေးသားသူလင်ကွန်းခိုးခေါ်လီဖူးချန်ဤရုံးခန်းအတွင်း၌အမွေးနှံ့တာတိုင်များမှထွက်ပေါ်လာတော့အငွေတက်များသည်လေထုတဲတွင်ဝိဝဲနေသည်သူဤစပွဲပေါ်တွင်မူအဖိုးတံမင်းအိုးတစ်လုံးနှင့်ကျင်းနဂါရုပ်ထုငယ်တစ်ခုသာရှိနေသည်သူသည်လောကကြီး၏ရှုပ်ထွေးလာသောကံကြမ္မာအလဲ့အပြောင်းများကိုကြီးချူးလေ့လာရသည်ကိုနှစ်သက်သူတဦးဖြစ်ရာလူတစ်ယောက်ဟာနှက်ဖျားတို့၏လက်မှလွတ်မြောက်အောင်ပြေးနိုင်ပါမလားဆိုတဲ့အဖြေကိုသူသိချင်မိသည်အထူးသဖြင့်စပီဝေါ်တင်ဘောနှင့်ကပတိန်ဝီဘာဆိုသောလူမျိုးကိုပေါ့ကပတိန်ဝီဘာသည်တင်ဘောလောကစတင်ထွန်းကားစဉ်ကပင်နာမည်ကြီးတင်ဘောကပတိန်တဦးဖြစ်တယ်လို့စပီဝေါ်တင်ဘောဒီလေနယူးအင်္ဂလန်ကမ်းခြေကလွတ်တင်သမျှတင်ဘောများတဲ့တွင်အကောင်းဆုံးတင်ဘောတစ်စင်းဖြစ်ခဲ့သည်ထို့တော့တင်ဘောကဟောင်းလာပြီးကပတိန်ဝီဘာကလည်းလူမတိတဲ့ငွေကြေးအဆင်မပြေမှုများနဲ့ရင်ဆိုင်နေရစဉ်စင်ကာပူမှနယူးယောက်တို့တွားတဲ့ခရီးစဉ်တွင်သူဒီအုံဘေးရေလက်ကြားမှာစပီဝဲတင်ဘောကိုတောင်တင်အောင်လုပ်ခဲ့ပြီးဒီတိုင်းပစ်ထားခဲ့သည်တင်ဘောထွက်ပြီးတလားမပြည့်ခင်မှာပင်သူဒီတင်ဘောသားတွေနဲ့အတူလေ3စင်းနဲ့စင်ကာပူတို့ပြန်ရောက်လာပြီးတင်ဘောနှိမ့်မြုပ်သွားတဲ့အကြောင်းပြောပြခဲ့သည်မြေတူမှာမတင်ကမဖြစ်ခဲ့တယ်လို့အာမခံကုမ္ပဏီတွေကနစ်နာကြေးပေးလိုက်ပြီးထိုပြဿနာပြီးဆုံးသွားခဲ့သည်စပီဝဲဆိုတဲ့နာမည်ဟာတင်ဘောမှတ်ပုံတင်စရင်းနဲ့အမေရိကပိုင်ရှင်တွေရဲ့စရင်းစရာထဲမှာပျောက်ကွယ်သွားတော့သည်ဝီဘာဒီဗတီဗီယာကိုတွားပြီးရွက်တင်ဘောတစ်စင်းနဲ့တင်ဘောသားများကိုငားရမ်းခဲ့သည်သူဟာအုံဘေးကိုပြန်သွားပြီးထူးချွန်တဲ့တင်ဘောသားပီတာမှုအစွမ်းထက်တဲ့စူးစမ်းမှုတွေနဲ့တောင်တင်နေတဲ့တင်ဘောကိုပြန်ဖော်ကာရေပေါ်ပြန်ပေါ်နိုင်အောင်ပြင်ဆင်နိုင်ခဲ့သူအဖြစ်ဗတီဗီယာစိတ်ကံတို့ဝင်လာသည့်အခါတမျိုးလုံးဟိုးလေးတကြောဖြစ်သွားခဲ့သည်ပိုပြီးထူးဆန်းသည်မှာသူသည်တင်ဘောကိုဆယ်ယူရရှိသည့်ပစ္စည်းအဖြစ်ကိုယ်တိုင်ပိုင်ဆိုင်ခွင့်တောင်းဆိုလိုက်တာဟာအံ့ဩစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်ထို့တော့လီဖူးချန်အတွက်မူထိုလောက်ရက်သည်နတ်ဖျားများကိုစိန်ခေါ်လိုက်သည့်ပြစ်မှုတစ်ခုသာဖြစ်သည်ဥပဒေကြောင့်အရာဘာမှလုပ်လို့မရခဲ့ပေသူသည်လူတွေစီကချင်းငွေရယူပြီးတင်းဘောကိုဟောင်ကောင်မှပြန်ပြင်ကမကြခင်မှာပင်ကိုပိုင်တင်းဘောကြီးတစ်စင်းအဖြစ်လုပ်ငန်းများပြန်လည်စတင်ခဲ့သည်သူကတင်းဘောရဲ့နာမည်ကိုတော့မပြောင်းခဲ့ပေနာမည်ကျော်ကပတိန်ဝီဘာဟာသူ့ရဲ့တင်မောကြီးစပီဝဲနဲ့အရှိတိုင်းကိုခရီးနှင်နေစေဖြစ်သည်လူတွေကသူ့ကိုစော်ကားနေတာကိုနော်သူကရိုးသားတဲ့လူတစ်ယောက်လိုခန့်ခန့်ညာညာနေခဲ့သည်တသက်လုံးတင်မောသားဘဝနဲ့နေလာပြီးတင်မောသားတွေရဲ့ရိုးရာနဲ့ဂုံတိတ်ခါကိုရှိုးဖောက်လိုက်ပြီးဘာနောင်တမှမရပဲအေးအေးဆေးဆေးနေထိုင်နိုင်ခဲ့သည်နှစ်အနည်းငယ်ကြာတော့အခါကပတိန်ဝီဘာနဲ့စပီဝဲအကြောင်းကိုလူတွေမိမိပြောက်ပြောက်ဖြစ်လာပြီးအောင်မြင်မှုကအရာအလုံးကိုဖုံးကွယ်ပေးနိုင်ခဲ့ပြီးချမ်းသာလာခဲ့သည်တင်မောကောင်းကြီးတစ်စင်းပိုင်ဆိုင်ထားခြင်းကသူ့ရဲ့အပြစ်တွေကိုဖုံးအုပ်ပေးလိုက်တယ်လို့အပေါင်းအသင်းဟောင်းတွေကလည်းအတိတ်ကကိစ္စကိုမိထားလိုက်ကြသည်ထိုကာလအတွင်းမှာလီဖူးရှန်သည်သူနှင့်အကျိတ်အနှဲငယ်ဆုံခဲ့သည်သူသည်တကယ်ကိုခန့်ညာတည်ငြိမ်နေပြီးကောက်ကျစ်တဲ့စိတ်ကိုကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့သည်လောကကြီးကသူ့ကိုအကာအကွယ်ပေးနေပေမဲ့မကြချုံနိုင်တဲ့သူတယောက်တော့မဟုတ်ပါနတ်ဖျားတို့ရဲ့လက်မှလွတ်အောင်ပြေးလို့ရမလားဆိုတဲ့သူ့ရဲ့ကံကြမ္မာကိုလီဖူးချန်စိတ်ဝင်စားမိသည်နောက်ပိုင်းတွင်ကပတိန်ဝီဘာတင်မောသားဘဝမှအနားယူသွားပြီးလီဖူးချန်၏တငယ်ချင်းဟောင်းကပတိန်တာနာကိုအလောက်ခံလိုက်သည်ကပတိန်တာနာသည်အလွန်တော်ပြီးစိတ်ကောင်းရှိသည့်တင်မောသားတဦးဖြစ်သည်ထို့တော့သူ့ဘဝတွင်ကြချုံမှုများနှင့်ကြုံခဲ့ရပြီးသူ၏ဇနီးနှင့်ကလေးလည်းကာလဝမ်းယောဂနှင့်ဆုံးပါသွားခဲ့သည်အလောက်ဝင်ပြီးလအနှဲငယ်ကြတော့တည်င်းစိုးတစ်ခုဖြစ်ခဲ့သည်ကပတိန်တာနာမောင်းတွားခဲ့တော့စပီဝဲတင်ဘောသည်တင်မောထွက်ပြီး3ရက်အကြာမှာမုံတိုင်းမိပြီးတရုတ်ကမ်းခြေကကြောက်ဆောင်နာတွင်တောင်တင်သွားခဲ့သည်တင်မောထဲရေဝင်ပြီးနစ်သွားခဲ့ခြင်းဖြစ်သည်တင်မောပေါ်မှာကပတိန်တာနာအပါအဝင်ပါဒမြလူတွေအကုန်တေဆုံးသွားခဲ့သည်ကပတိန်ဝီဘာကိုတိုင်ကရေငုပ်ဝတ်ဆောင်ဝတ်စင်ကတွားကြည့်ပြီးတင်မောကိုဆယ်လို့မရတော့ဘူးလို့သူကဆိုသည်အာမခံကုမ္ပဏီတွေကလည်းသဘောတူလိုက်ကြသည်တင်မောနစ်ပြီးရက်သက်တစ်ပတ်အနှဲငယ်ကြတော့လူတစ်ယောက်ကလီဖူးရှန်စီရောက်လာခဲ့သည်သူကစပီဝေါ်ပေါ်မှာကုံတင်တဲ့ကူလီတစ်ယောက်ဖြစ်သည်သူသည်ထိုညကတင်ဘောရဲ့ကုံလောင်ယုံမှာပုံနေရင်ရှေတံကြားလို့ကြည့်လိုက်သည့်အခါကပတိန်ဝီဘာဆင်းလာသည်ကိုမြင်လိုက်ရသည်စပီဝဲတင်ဘောကြီးတွင်တ
န်တိုင်ကြီးများနဲ့အတွင်းမှတေချာပိတ်ထားရတော့တင်ပေါ်ဥပိုင်းကကုံတင်တကားကြီးတွေရှိသည်ထိုညကဝီပါသည်ထိုတတိုင်းများကိုသူနဲ့ရိုက်ထုတ်လိုက်ပြီးဖြတ်စည်းဖြစ်လိုက်သည်ထို့နောက်တကားကိုအပြင်ဘက်မှကက်ကင်းတွေနဲ့ကတ်ထားခဲ့သည်မုံတိုင်းလာလို့လိုင်းကြီးသည်နဲ့ထိုတကားများပွင့်ထွက်လာပြီးတင်မောတဲ့ရေဝင်ကနှစ်သွားခဲ့ခြင်းဖြစ်သည်3 လအကြာနီကိုစ်သည်လီဖူးချန်စီကိုအရေးကြီးသည့်သတင်းတစ်ခုပေးပို့ရန်သူ့ရုံခန်းထဲရောက်သွားသည်လီဖူးကသူ့ရဲ့စပွဲမှာထိုင်နေရင်ကပတိန်ခမည်းပြန်လာတာဝမ်းသာပါတယ်ဒါပေမဲ့ကျွန်တော်မှသတင်းဆိုးရှိတယ်ဟုဆိုကကပတိန်ဝီပါအကြောင်းကိုပြောပြနေသည်ထို့အချိန်မှာပဲလီဖူးချန်၏အစေခံစင်ဒွိုင်းကရောက်လာပြီးလူတစ်ယောက်လာတွေ့တဲ့အကြောင်းသတင်းပို့သည်သူ့ကိုအထဲလွတ်လိုက်လို့လီဖူးချန်ကတရုတ်လိုပြောလိုက်သည်ဘသူလဲလို့နီခိုးကမေးတဲ့အခါကျွန်တော်တို့အခုလေးတင်ပြောနေတဲ့လူပေါ့ဘာမှမဟုတ်ပါဘူးသူအလဲလာတာပါဒါပေမဲ့ကျွန်တော်ကတော့တခြားစိတ်ကူးရှိတယ်ကျွန်တော်တို့အခုနတ်ဖျားတွေရဲ့တကားဝကိုရောက်နေပြီဟုလီဖူးချန်ကပြောသည်ကပတိန်ဝီပါအခန်းထဲသို့ခန့်ခန့်ညာညာဝင်လာခဲ့သည်နေကောင်းလားနီကိုခမည်းပြန်ရောက်လာတာဝမ်းသာပါတယ်လို့သူကနှုတ်ဆက်သည်လီဖူးကဝီပါနဲ့စကားပြောရင်ရာဇဝတ်မှုဆိုတာဖုံးကွယ်ထားလို့မရဘူးဆိုတဲ့အကြောင်းကိုတွေ့ဝါ၍ပြောဆိုနေသည်ဒါပေမဲ့ဝီပါကတော့ဘာမှမဖြစ်တယ်လို့ပဲအေးအေးဆေးဆေးတုံ့ပြန်နေသည်ဝီပါသည်သူ၏ယိုတာမှုကိုပြသရန်ဒီနေ့ပဲအာမခံကုမ္ပဏီစီကနေငွေတွေရခဲ့တယ်ဒေါ်လာ4000လောက်ရှိတယ်အခုကျွန်တော်အိတ်ထဲမှာပါလာတယ်လို့ပြောသည်လီဖူးကရုတ်တရက်စပွဲအန်ဆွဲတဲ့ကတနက်ကိုထုတ်ပြီးဝီပါကိုချိန်လိုက်သည်ခမည်းထိုင်ကုန်ကနေလုံးရင်ကျွန်တော်ပြစ်တတ်မယ်လို့လီဖူးကပြက်ပြက်တတာပြောလိုက်သည်ဝီပါလန့်သွားပြီးခမည်းနောက်နေရလားလီဖူးနောက်တာမဟုတ်ဘူးခမည်းစပီဝဲရဲ့တင်ပေါ်ဥတကားတွေနဲ့လှုပ်ခဲတဲ့ကစားပွဲလိုမျိုးပေါ့လီဖူး၏အစီအစဉ်မှာရိုးရှင်းပါသည်လူသားတို့၏တရားယုံသည်သူ့ကိုအပြစ်ပေးရန်ပြက်ကွက်ခဲ့လျင်နတ်ဖျားတို့၏တရားယုံတို့သူ့ကိုခေါ်ဆောင်သွားရမည်တာလီဖူးကစင်ဒွိုင်းကိုခေါ်ပြီးမိုးကအင်ကြီးတွေနဲ့ခရီးစဉ်အတွက်ပြင်ဆင်ခိုင်းလိုက်သည်အပြင်မှာမုန်တိုင်းတိုက်နေပြီးလီဖူးသည်ဝီပါနဲ့နီကိုစ်ကိုချင်းချောက်ခေါ်ဆောင်ကသူ၏ကိုယ်ပိုင်တင်မောဖြစ်ပင်လယ်ပြင်တို့ထွက်ခွာခဲ့သည်ထို့အချိန်တွင်တိုင်ဖုံးမုန်တိုင်းကြီးသည်တားရဲတကောင်ကဲ့သို့ဟိန်းဟောက်နေပြီဖြစ်သည်မင်းယူနေလားလီဖူးနီကိုစ်ခမည်းတာကိုခွင့်ပြုမလို့လားသူငါတို့ကိုဘယ်ခေါ်သွားမလို့လဲလို့ဝီပါကအော်ပြောလိုက်သည်ငိမ့်ငိမ့်နေဟုလီဖူးကအမိန့်ပေးသည်ခမည်းရဲ့လိုဝက်ချက်ကိုကျွန်တော်တီးပြီးပြီအဲ့ဒီညကတင်မောဦးထဲမှာခမည်းဘာလုပ်ခဲ့တယ်လဲဆိုတာကိုမြင်တဲ့လူရှိတယ်ဝီပါမျက်နှာပြတ်သွားပြီတို့တော့တူဝင်မခံသေးပြီလီဖူးကနှစ်ယောက်လုံးကိုတနက်နဲ့ချိန်ပြီးကန်းစိတ်ရှိသူဤတင်မောစီကိုခေါ်ဆောင်သွားသည်မုံတိုင်းကအကြီးအကျယ်တိုက်နေပြီလီဖူးကကိုပိုင်တင်မောကိုမောင်းကဟောင်ကောင်စိတ်ကမ်းမှာပင်လယ်ပြင်ထဲသို့ဦးတည်သွားသည်လီဖူးဟာခဏနေရင်ကြောက်ပြီးပြန်လှည့်လာလိမ့်မည်ဟုဝီပါထင်နေတော့လေလီဖူးကတော့မုံတိုင်းဗဟိုချက်စီကိုတက်တက်မောင်းနေသည်ညရောက်လာတော့မောင်မဲနေပြီးလိုင်းများကတင်မောကိုဝါမျိုးမတက်တိုက်ခတ်နေတော့လေလီဖူးသည်နတ်ဖျားတို့ဤကိုယ်စလဲကဲတို့တည်ငြိမ်နေသည်မနဲ့လင်းလာတော့ပတ်ဝန်းကျင်ကကြောက်စရာကောင်းလာအောင်ပျက်စီးနေပြီဝီပါလည်းအတော်လေးကြောက်နေပြီသူ့မျက်နှာမှာလည်းဖြူဖြော့နေပြီနီကိုစ်ငါတို့တည်တော့မယ်လို့သူကနီခိုနာကပ်ပြောသည်အဲ့ဒါဘာဖြစ်လဲတာနာတည်သွားခဲ့တာပဲခမည်းဝင်ခံလိုက်စမ်းပါလို့နီကိုကခက်ရင်ရင်ပြောလိုက်သည်ထို့အချိန်တွင်လီဖူးသည်တင်ဘောကိုကြောက်ဆောင်တွေရှိတဲ့ဘက်ကိုဦးတည်လိုက်သည်ထိုနေရာသည်တင်ဘောနစ်ဖို့တိတ်လွယ်သည့်နေရာဖြစ်သည်ဒီနေရာမှာစပီဝဲနစ်ခဲ့တာပဲလို့လီဖူးကအော်ပြောသည်ကပတိန်ဝီပါခမည်းဝင်ခံပါလားဒါမှမဟုတ်တာနာနောက်ကိုလိုက်သွားမလားဝီပါဟာအတော်ကိုကြောက်လန့်နေတော့လေအကြောတင်းနေသည်လီဖူးသည်တင်မောကိုကြောက်ဆောင်တွေတက်တဲ့စီတို့မောင်းဝင်သွားသည်နောက်ဆုံးမှာတော့သူမခံနိုင်တော့ပဲဟုတ်တယ်ငါလှုပ်ခဲ့တာငါတင်မောကိုနှစ်အောင်လှုပ်ခဲ့တာလို့အော်ပြီးဝင်ခံလိုက်သည်ထို့အခါလီဖူးကအာမခံငွေကြေးတွေကိုထုတ်ခိုင်းလိုက်ပြီးပင်လယ်ထဲသို့ပစ်ချခိုင်းသည်ဝီပါကတုံ့ဆိုင်နေပြီမဲ့တေမာကြောက်သည့်အတွက်ငွေများကိုပင်လယ်ထဲသို့ပစ်ချလိုက်ရသည်ထို့အခါမှာလီဖူးကတင်ဘောကိုကျွမ်းကျင်စွာဖြင့်ကြောက်ဆောင်တွေကြားမှခွေထုတ်လိုက်သည်နှစ်ရက်အကြာမှဟောင်ကောင်တို့ပြန်ရောက်ခဲ့သည်ဝီပါသည်ဘာစကားမှမပြောတော့ပဲတင်ဘောပေါ်မှဆင်းသွားသည်သူဟာအရင်လိုခန့်ညားတဲ့လူတစ်ယောက်မဟုတ်တော့ပဲအိုစားသွားပြီးစင်ကာပူဘက်သို့ထွက်ပြေးသွားသည်နီကိုစ်ကလီဖူးအားခမည်းတကယ်ပဲကြောက်ဆောင်တွေကိုတိုက်ပစ်တော့မလို့လားဟုမေးမြန်းရာနတ်ဖျားတွေကကျွန်တော်တို့နဲ့အတူရှိနေတာပဲမဟုတ်လားကျွန်တော်တို့ကနတ်ဖျားတွေရဲ့လက်နက်တွေပါပဲလူတွေဟာသူတို့ရဲ့အစီအစဉ်တွေနဲ့သူတို့ကိုသူတို့ယုံကြည်မှုလွန်ကဲနေတတ်ကြတယ်ဒါပေမဲ့အမှန်တရားကတော့နတ်ဖျားတွေစီမှာပဲရှိတာပါလို့လီဖူးချန်ကပြုံးရင်းပြောလိုက်သည်စာရေးဆရာက
ထိုဝတ္ထုမှာလူသားတို့အနေနဲ့ကိုကျင့်တရားကိုစောင့်ထိန်ရန်အမှန်တရားဟာတနေ့နေ့မှာပေါ်ပေါက်လာမည်ဖြစ်ကြောင်းတတိပေးထားတဲ့ဝတ္ထုတို့တစ်ပုဒ်ပင်ဖြစ်သည်ဒီနေ့ဖတ်ပြပေးသွားတာကတော့ An Instrument of the God လို့အမည်ရတဲ့စာရေးဆရာလင်ကွန်းခိုးကော့ရဲ့ဝတ္ထုတို့တစ်ပုဒ်ပဲဖြစ်ပါတယ်အားလုံးပဲနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်